Ya ye lao na mo nan na ne lao ara ba. Kham ya jara phaya ye tat pe ye kaung lao. Myat swa bhayan me ro ma ya win ya lo ne. Thu wana pat de thu shwe bya ro nai. Padaiti da pa ro che ri cha lai da. Nyi yaw tama pa ri nyi shaw li nyi ni yaw cha lai da. Ai da jaw ma lo shwe bya hlu ba de de bya. Da le lo yogi ro body bin ji kaung na tai de tana sya ri. Mho bu. Ai wadan wat thin sa pa tan na a hu ran. Kok ko lan tat tha. Let na ji ko wa ne. Da di ma ro kho lo ma ya de. အဲ့တော့တခါလေမုံနိုင်ဝါတန်ဆိုတဲ့မုံနိုင်မျိုးနဲ့တိုက်လိုက်တယ်သင်္ကန်းလေးတော့မလွတ်ဘူးအဲ့ဒါကြောင့်မလို့ဗုဒ္ဓဂံရောက်လို့ရှိရင်အဲ့ဒီဗုဒ္ဓဂံမှာသင်္ကန်းလှူတော့လှူကြပါတယ်ခင်ဗျာဟောဝါတန်ဝတ်သင်္စမိုးရီဒီတိုင်းပဲတော့လက်နဲ့တွေဟောဗျာလက်နဲ့တွေနဲ့လွတ်လိုက်တယ်ပြီးတော့မှသဲတွေထွက်လေးဝင်လေးနဲ့တွေမရှိသဲပြင်ပြီးအောင်မချိသေးအောင်ပြုတ်ပေါင်းသွားသဲတို့မို့အဲ့သဲတွေနဲ့ပေါ်တော့အဲ့သဲလေးတွေအကုန်လုံးဟဲ့လို့ပန်းမွန်လေးတွေအကုန်ဖြစ်သွားတယ် အဲ့လက်နဲ့တည်းကပန်းလို့ဖယားအဲ့ဒီအိန္ဒိယရဲ့ဗုဒ္ဓဂယာရဲ့ဒီပလင်မှာပန်းမွန်လေးအကုန်ချိတ်တာအဲ့ဒါအောင်ချိတ်တာဒါဓမ္မသနာပလင်မှာရည်ရွယ်ချက်အားလုံးရှိပြီးသားလက်နဲ့ကြီးကိုးဝါးနဲ့ပြစ်လိုက်တဲ့ခါမှာအဲ့ဒီပြစ်လိုက်တဲ့လက်နဲ့ပန်းမွန်လေးတွေအကုန်ဖြစ်ကုန်လို့ဒီပလင်မှာပန်းမွန်လေးတွေချိတ်တာဟုတ်ဗျာသူကသူကိစ္စရှိပြီးသားဘောရီပင်နဲ့ရွှေပလင်ဒါပြောတာနောက်ဆုံးကြတာအနဂရံအဲ့ဒါလည်းပြောခဲ့ပါတယ်ပြီး ဟိုရွှွညုံနေလို့တဲ့ခါမှာရွှွညုံနေရတော့နန်းသာဖြူလေးတွေနန်းသာဖြူဆိုတော့ဖယားအမွှေးတွေကတ်တယ်နန်းသားတွေလောင်းပါတယ်ကွယ်တို့ရဲ့ဖယားရေလောင်းတာမဟုတ်နန်းသာနဲ့လောင်းရတာပါခင်ဗျားတို့ကျတော့ဖယားရေသက်ပဲရေကောင်းလောင်းတာမဟုတ်ဘူးဖယားရှင်အဲ့အောက်လားလေးကိုဖယားရှင်ဇီးဒီတဲ့တင်လိုက်မှားနေတာတွေတော့ကြားလဲတယောက်တည်းမပြင်း I can change your mind your idea တွေမလို့ဖယားဆူတော်တို့ချအောက်ကခေါ်တဲ့တို့နန်းသားလေးတို့ပတ်ရတာပါဗျာစားတဲ့ပေတဲ့ကြည့်ပါဗျာမာဘုဒ္ဓဝင်ကြီးကြည့်ပါဗျာ အဲ့တော့အဲ့ဒီညွန်နဲ့ကလလန်ကြိုက်ကြိုက်ပွဲစုသူ့ကျင်မျိုးပြာပုံဖို့ကုနာရွှွညုံဖို့အဲ့ဒီမိုးတွေပြာဘူးတွေကဘုရားဆင်းလို့လိုချအဲ့ဒီခွက်လေးတွေကိုနန်းသားရည်တွေပတ်ပြီးထည့်လိုက်တာဘုရားဆင်းလို့အောက်ကောင်းအောင်တာမဟုတ်ဘူးတေချာလည်းလက်နဲ့ကြီးကိုပါကိုရည်ရွယ်ပြီးလောက်တာအနဂရံကြီးတော်မဆွမ်းဆန်းတော်မတင်ကြောက်စိတ်ဝင်၍တမြင်ပြုတ်ဖောင်းတမြင်ပြုတ်ဆောင်အမိုက်မောင်ကို၎င်းဣတိဤသို့မာရတတေမာနယုတ်မှာ မာနမိတ်ဇာယုတ်ဓမ္မနဲ့ကျင်းငံဆင်ဆင်ပြစ်လွင်အကုံသောဣမေနဝတ္တေလေမိုးကြောက်တဲ့ညွန်မိခဲ့နဲ့ဟာဟုတ်ဗျာအဲ့ဒါပြောတာပြန်မွဲမိုင်းမောင်လက်နဲ့ရောင်ဆုံးပြိုးပြက်အဲ့ဒီလက်နဲ့ကြီးကိုယ်ပြတော့မှအမှောင်သွားတော့မှလူတွေအားလုံးသိထားတာမြတ်စွာဘုရားရှင်ပဋ္ဌာန်းတရားကြီးလေးဟောလိုက်တော့မှဒါသိပြီးသားပဲအဘိဓမ္မာသွားတယ်ရမိုက်ကျမ်းပဋ္ဌာန်းဆရာတို့ဒီပဋ္ဌာန်းကျမ်းနဲ့ဟောလဲဟောရောင်ကြီးတော့60မဟုတ်ဘူးအဲ့ဒီမှာအစောဆုံးထွက်တာ အဲ့ဒီမှာအန္တဂရံကြည်တော်မဆွမ်းဆန်းတော်မတင်ကြောက်စိတ်ဝင်၍အဲ့ဒီလိုကြောက်စရာဝင်သွားနောက်ဆုံးအမောင်ကြီးနဲ့လောကရကြီးကိုအမောင်ကြီးလဲလို့တော့မြတ်စွာဘုရားဖြတ်ဆိုရောင်တွေထွက်လာတာဟာနိုင်တော့မယ်မန္တကိုနိုင်တဲ့အရောင်ဟိုပဋ္ဌာန်းရွတ်တဲ့အရောင်မဟုတ်ဘူးပဋ္ဌာန်းပွားတဲ့အဲ့ဒီမှာနဲ့ရောင်ကြီးတော်တွေကော့မြူးလိုက်မှာဖြတ်ဆိုမှနဲ့ကြောက်ပြီးထွက်ပြီးတော့လက်နဲ့ချတာအဲ့ဒီမှာစထွက်ပါတာဒါကြောင့်မလို့စီမီပူဇော်ပါတယ်တဲ့ကွယ်တို့ရဲ့ဘုရားကရောက်တယ်ဘာကြောင့်ထုံးမှန်းမသိဘူး ဖျားပြီးပူတော့ကိုယ်ပတ်သက်ယူပူဆိုဘာဖြစ်လဲဟုတ်လားမသိဘူးသူကဘာလဲစနစ်တရားအကြောင်းအရာလေးသူကနဲ့သူက very ခဏပြောပြီးသားပဲ Theravada Buddhism is very systematic religion ခဏပြောတယ်စနစ်တရားသူဖွဲ့စည်းပြီးသားလို့ပြောပြီးဖွဲ့စည်းပြီးသားကိုယ့်ကိုမသိတာအဲ့ဒီကြမှာမာနကအန္တရာယ်တွေအောင်မြင်လိုက်တော့အဲ့ဒီအမောင်ကြီးကနေအလင်းတက်လေးကြောင်ခန္ဓာကိုယ်နဲ့အလင်းလေးတွေရောင်နီလာပြီးတော့ထွက်လာဟာမမြင်ဘူးဆိုမာနပြေးဆိုအကုန်ပြေးသွားတာအဲ့ဒီကြမှာတရားမင်းကဝိဇယုတ္တရခယူသိန်းကြီးကိုပုတ်တာသူကခယူသိန်းကြီးထမ်းပြီးပြေးဟိုကာလာနဂါမင်းကလည်းတနေ့တလားဟိုဖယားတဆူမပွဲတဲ့ကောင်နဲ့ကြောက်ပြီးတော့တခါတည်းမြေငုတ်မာပြမာကြီးကလည်းတခါတည်းထီးပြူကြီးတောင်းဘုံကြီးတရားဟောရင်တရားပင်ထီးပြူ တိပိဋကတွေကျရင်ထီးပြူအဲ့ဒါပြောတာအရတ္တပူသင်္ကေတအဲ့ဒီထီးပြူကိုဗြဟ္မာကြီးကကင်လိုက်မပြန်ပြီးထီးပြူဗြဟ္မာကြီးကလာမိုးပြီးတော့ဟိုနေကပစ္စတိခရေကုဏတရားမင်းကဝိဇုတ္တရခယူသိန်းတော့တရားဝဲတွေရှိမှခယူသိန်းမဟုတ်တာအဲ့ဒါမဟုတ်တာ